ကောင်မလေးတယောက်ဟာချစ်သူကသူ့အဖေနဲ့မိတ်ဆက်ပေးဖို့အိမ်ခေါ်သွားတဲ့အချိန်မှာပဲထိတ်လန့်စရာအမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်။အဲ့ဒါကတော့ချစ်သူရဲ့အဖေဟာမင်းညကမှသူမနဲ့မခဲ့ဘူးတဲ့အမျိုးသားဖြစ်နေတာပါပဲ။လောကကြီးမှာဒီလောက်တိုက်ဆိုင်မှုမျိုးရှိလိမ့်မယ်လို့သူမအိမ်မက်တောင်မမှတ်ဘူးခဲ့ပါဘူး။တကယ်တော့မင်းညကကောင်မလေးဟာဝမ်းကွဲညီမဖြစ်သူရဲ့စိတ်ခတ်တာကိုခံခဲ့ရတာပါ။အတိစိတ်တွေလွတ်နေတဲ့အချိန်မှာပဲတမရဆရာကြီးရဲ့အခန်းထဲကိုမှားဝင်မိပြီးနှစ်ယောက်သားမရည်ရွယ်ပဲမှားခဲ့ကြပါတယ်။ဒါပေမဲ့ဆရာကြီးကကောင်မလေးရဲ့မျက်နှာကိုတေချာကြည့်လိုက်တဲ့အခါမှာတော့သူမဟာလွန်ခဲ့တဲ့တစ်နှစ်ကသူ့ကိုပထမဆုံးအကြိမ်မြင်ဖူးယုံနဲ့ယူသွတ်သွားစေခဲ့တဲ့ပထမအချစ်ဆိုတာသိလိုက်ရပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ကဘာတစ်ခုမှကောင်မလေးရဲ့စနေရတိခတ်တန်နဲ့သူမရဲ့ဖြူစင်တဲ့အလှကဆရာကြီးရဲ့နှလုံးသားကိုဖန်ဆားခဲ့တာပါ။အဲ့ဒီတုန်းကလူမိုက်တစ်ယောက်ကသူမကိုနှောက်ယှက်ဖို့ကြိုးစားခဲ့ပေမဲ့သူမကလက်တုံ့ပြန်ပြီးပါရိုက်ကထွက်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးဆရာကြီးရဲ့ရင်ထဲမှာသူမဟာနေရာယူခဲ့တာပါ။နောက်တစ်နေ့မနက်ဟိုတယ်ကနေထွက်လာတဲ့အခါမှာတော့သူမဟာချစ်သူနဲ့ပပင်းတိုးပါတော့တယ်နှစ်ယောက်လုံးကကိုစီအပြစ်ရှိနေကြသူတွေမို့လို့တငယ်ချင်းနဲ့ဂိမ်းဆော့နေတာကုမ္ပဏီကိစ္စနဲ့ဟိုတယ်မှာအိတ်လိုက်တာဆိုပြီးလိန်ညာခဲ့ကြပါတယ်ကောင်မလေးကတော့ချစ်သူကိုအာနာစိတ်နဲ့ဆရာကြီးနဲ့ထပ်မပတ်သက်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဆရာကြီးဘက်မှာတော့ကောင်မလေးရဲ့ចောင်းသားကတ်ကိုရထားခဲ့ပြီးသူမကိုဒုက္ခပေးတဲ့ဝမ်းကွဲညီမကိုလည်းချက်ချင်းလက်စားချေပေးခဲ့ပါတယ်နောက်ပိုင်းမှာသူမတွေ့ရနေလို့လဲကြတော့မဲ့အချိန်မှာလဲဆရာကြီးကပဲအချိန်မီကယ်တင်ခဲ့ပါသေးတယ်သူကတောင်းဝင်ယူခြင်းတယ်လို့ပြောခဲ့ပေမဲ့ကောင်မလေးကတော့သူ့မှာချစ်သူရှိနေပြီဖြစ်ကြောင်းပြောပြီးညှင်းဆန်ကလိပ်စာကတ်ကိုတော့အမိုက်ပုံနဲ့ပြစ်ချခဲ့ပါတယ်မကြခင်မှာပဲချစ်သူကသူ့အဖေနဲ့တွေ့ဖို့ခေါ်သွားပါတယ်ချစ်သူကကိုတို့အဖေကသဘောကောင်းပါတယ်လို့ချုံမော့ခေါ်သွားချိန်မှာတော့ဆရာကြီးကနောက်လိုက်တွေအချံရံနဲ့ရောက်လာပါတော့တယ်ဆရာကြီးကတော့ချစ်သူမိန်းကလေးဟာသူရှာနေတဲ့သူမှန်တီးနေပုံရပြီးပြုံးဆဆနဲ့စိုက်ကြည့်ရင်ပြောလိုက်တာကတော့မင်းမဲကို